ရင်ဆုံးရင်ခုံရတာခဏခဏပဲကွယ်ခမည်းမေကြီးကအောက်ပြန်ချရင်စိတ်ကောင်းမယ်ဗျာခမည်းမေကြီးကအောက်ပြန်ချရင်စိတ်ကောင်းမယ်ဗျာဒါပြောတာမဟုတ်ဘူးခမည်းမေးရမှာတက်ချိန်မှာဆိုလို့မင်းနဲ့အောက်ပြန်ချရတချင်းမဟုတ်ဘူးဟောမရှိဘူးလေကွာမင်းရှိရဆိုတော့ငါလည်းသိုးကောင်းတယ်နောက်ကလိုက်ဆိုအဲ့ဒါမပါဘူးလားမပါဘူးဒီကပြန်စသူနဲ့ကြည်ရင်ဆိုရင်ခုံရတာခဏခဏပဲကွယ်သူနဲ့ကြည်ရင်ဆိုရင်ခုံရတာခဏခဏပဲကွယ်ရွှေသမင်းမျက်လုံးနဲ့ဇင်ရောတော်မျက်ခုံးလေးရဲ့ရွှေသမင်းမျက်လုံးနဲ့ဇင်ရောတော်မျက်ခုံးပြန်စားသွားပြန်ရွှေသမင်းဒီမှာသိချင်နားထောင်နားထောင်မင်းရွှေသမင်းမျက်လုံးနဲ့ဇင်ရောတော်မျက်ခုံးလေးရဲ့ရွှေသမင်းမျက်လုံးနဲ့ဇင်ရောတော်မျက်ခုံးနဲ့လာမင်းပမာမျက်နှာလေးနဲ့လိုက်ဖက်ညီပါတယ်သာလာတိတ်စီလုံးတော့ကျွန်တော်မရဘူးကွယ်ဟာကောင်းတိတ်ဆရာလေးနဲ့တော့ပါဘောသာလာတကြောင်းရင်းသွားတယ်ဥစားပဲကဲလို့ပါပါလာမင်းပမာမျက်နှာလေးနဲ့လိုက်ဖက်ညီပါတယ်လာမင်းပမာမျက်နှာလေးနဲ့လိုက်ဖက်ညီပါတယ်မောင်ချစ်မိနေပြီကွယ်မောင်ချစ်မိနေပြီကွယ်မောင်ကြိုက်မိနေပြီကွယ်မောင်ကြိုက်မိနေပြီကွယ်အဲ့လောက်ကြီးကြတော့လေခင်ဗျာလုံသွားရလားလူမျိုးလို့မကောင်းဖြစ်နေပြီလူမျိုးလို့မကောင်းအေးကြော်လို့ဟဲ့ဒီဆိုအဲ့ဒါလေးကိုတစ်ကစီအစအဆုံးလေးဆိုပြီးတော့နင်းမြအောင်တော့ဆိုပြ